အားလုံးမင်္ဂလာပါနောက်ထပ်ဗီဒီယိုတစ်ခုကနေကြိုဆိုပါရစေကျွန်တော်နဲ့တူအချိန်ယူပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဖျားသခင်ကောင်းကြီးပေးပါစေBelievers Authority ယုံကြည်သူတွေမှာရှိတဲ့အခွင့်အာဏာနံပါတ်1ကျွန်တော်ပြောပြတော့မှာဖြစ်တယ်ဆိုတော့ဒီကနေ့မှာတော့အာဏာဆိုတာပါလဲเนาะ What is authority အခွင့်အာဏာဆိုတာပါလဲအဲ့ဒါကိုကျွန်တော်ပြောပြမှာဖြစ်တယ်เนาะဆိုတော့ပထမတစ်ခေါက်ဗီဒီယိုမှာတော့ကျွန်တော်တို့အခွင့်အာဏာကကျွန်တော်တို့ကသူဟိုလူဒီလူပေါ်မှာရှိတာမဟုတ်ဘူးကျွန်တော်တို့ဝိညာဉ်เนาะနာဝိညာဉ်နဲ့တိုက်ခိုက်ရတယ်ကျွန်တော်တို့ရန်သူကဘယ်သူလဲဆိုတာကိုကျွန်တော်ပြောပြသွားတယ်တကယ်လို့အဲ့ဒါကိုနားမထောင်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ဒီ channel မှာပဲဒါမှမဟုတ် Facebook ဆိုရင်တော့ဒီ Facebook မှာပဲအရင်နေ့တော့ကျွန်တော် post ထားရရှိတယ်เนาะ Believers Authority เนาะဆိုတော့ဒီကနေ့တော့အခွင့်အာဏာဆိုတာဘာလဲအဲ့ဒီဟာကိုကျွန်တော်ပြပြသွားချင်တယ်အာမင်တိပိသားတော့ဖြစ်လိမ့်မယ်ဒါပေမဲ့ကောင်းကြီးရမယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်အာမင်ဆိုတော့အခွင့်အာဏာဆိုတာဘာလဲနံပါတ်1အခွင့်အာဏာဆိုတာကတကိုးမဟုတ်ဘူးเนาะတကိုးမဟုတ်ဘူး Superman power တွေမဟုတ်ဘူးเนาะဟိုတောင်တွေကိုထိုးဖြတ်နိုင်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ Iron Man တို့နော် Hulk တို့ကျွန်တော်တို့ဗာလဲဇက်ကားထဲမှာရှိတဲ့ဟိုသူရဲကောင်းတွေလို့ power ရှိတာမဟုတ်အဲ့ဒါက power ဖြစ်တယ်တကိုးဖြစ်တယ်နော် excuse me အဲ့ဒါကအစွမ်းစားလို့ခေါ်တယ်ဒါပေမဲ့အခွင့်အာဏာဆိုတာက excuse me အခွင့်အာဏာဆိုတာကအဲ့ဒီလိုမျိုးအစွမ်းအစ power ရှိတာကိုပြောတာမဟုတ်အခွင့်အာဏာဆိုတာကအဲ့ဒီအစွမ်းအစ power တွေကို control လုပ်ထားတဲ့နော်အဲ့ဒီဟာတွေကိုအသုံးပြုနိုင်တဲ့ authority အခွင့်အာဏာရှိတဲ့သူဖြစ်တယ်နော်ဥပမာကျွန်တော်အမေရိကမှာဆိုလောဆယ်သမ္မတနော်သမ္မတကြီးကပါလေသူ့မှာအခွင့်အာဏာရှိတယ်နော်ဒါပေမဲ့သူ့မှာတကိုးရှိလားဆိုတော့မရှိဘူးနော်သူသွားထိုးလို့မရဘူးသူ့မှာဘာမှသူမြောက်မထိုးနိုင်ပါဘူးသူမြောက်ကိုလည်းဗာလဲဟိုအသက်လက်ကြီးပြီနော်90 80နော်ဟို1ချင်းထိုးမယ်ဆိုတော့မှနော်လူငယ်တွေနဲ့ရှင်ထိုးရင်သူနိုင်ချင်မှနိုင်မယ်သူ့မှာတကိုးမရှိဘူးဒါပေမဲ့သူ့မှာဗာလဲအာဏာရှိတယ်ဆိုတော့အခွင့်အာဏာဆိုတာကအဲ့ဒါကိုပြောချင်တာဖြစ်တယ်ကျွန်တော်တို့လူသားတွေမှာเนาะဥပမာဆိုတော့ကျွန်တော်နားလည်အောင်ပြောပြရမယ်ဆိုတော့ခုနကတော့တမရအကြောင်းနဲ့ပတ်သက်ပြီးပြောသွားပြီနားလည်အောင်ပြောပြမယ်ဆိုတော့ကျွန်တော်တို့ဒီမှာเนาะဒီကျွန်တော်လမ်းတွေမှာเนาะတွေ့ရတဲ့လမ်းပြင်တဲ့ရဲတွေပေါ့เนาะလမ်းတွေပျက်စီးတဲ့ခါကျလမ်းပြင်တဲ့ခါကျပါလေရဲတွေဒါမှမဟုတ်လဲမော်တော်ပီကက်တွေပေါ့เนาะလမ်းတွေကတို့တော့ပါလေအဲ့ဒီကားတွေကိုဒီလိုတားလိုက်တယ်ဆိုပါလေအဲ့ဒီကားတွေအကုန်ရက်သွားတယ်เนาะတကယ်တော့သူတို့ကဘာကြောင့်တားလိုက်တာနဲ့ဝီစီလီမှုတ်ပြီးတော့ဒီလိုလှုပ်လိုက်တာနဲ့ကားတွေကဘာလို့ရက်သွားလဲတကယ်လို့ကားတွေကမရက်ပဲနဲ့သူ့ကိုလာပြီးတိုက်မယ်ဆိုသူကအဲ့ဒီကားတွေကိုသူ့ကိုယ်လုံးတိတိလေးနဲ့တားနိုင်လားမတားနိုင်ပါဘူးသူ့မှာအစွမ်းအစအဲ့ဒီတကိုးမရှိဘူးအစွမ်းမရှိဘူးဒါပေမဲ့သူ့မှာပါလေ excuse me သူဝတ်ထားတဲ့ဝတ်စုံသူဆောင်ထားတဲ့ badge ပေါ့နော်သူ့ရဲ့အထက်ကနေသူ့ကိုအခွင့်အာဏာပေးထားတာဖြစ်တယ်သူ့မှာအစွမ်းအစတကိုးမရှိဘူးเนาะတကိုးမရှိဘူးဒါပေမဲ့သူ့မှာပါတယ်အခွင့်အာဏာရှိတယ်เนาะသူပြောတဲ့စကားကိုဒီလူတွေကလိုက်နာရမယ်ဆိုတော့အခွင့်အာဏာရှိတယ်အဲ့ဒါကိုပြောပြချင်တာဖြစ်တယ်เนาะဆိုတော့အာဏာဒီအခွင့်အာဏာဆိုတာဘာလဲတကိုးမဟုတ်ဘူးเนาะမားမှာဆိုလို့ကျွန်တော်တို့ကဒီမှာအထူးသဖြင့်ယုံကြည်သူခရစ်ဆိုဒီဆရာကတကိုးရှိတယ်ဒီဆရာကတကိုးထက်တယ်ဒီဘယ်ဆရာမှတကိုးမရှိဘူးเนาะတကိုးရှိတယ်ဆိုတော့အောက်လန်းနေပဲဖြစ်လိမ့်မယ်เนาะ excuse me တကိုးရှိတာကပဲသူလဲဆိုဖျားပဲရှိတယ်ဖျားမှာစွမ်းရှိတယ်ဖျားကအနန္တတကိုးရှင်ဖျားသခင်ဖြစ်တယ်အာမင်အာမင်ဖျားသခင်အနန္တတကိုးရှင်ဖျားသခင်ဖြစ်တယ်ဖျားမှာတကိုးရှင်ဒါပေမဲ့ကျွန်တော်တို့ကပါလဲအခွင့်အာဏာကိုပေးထားခြင်းခံရတဲ့သူတွေဖြစ်တယ်အာမင်အခွင့်အာဏာကိုပေးထားခြင်းခံရတဲ့သူဖြစ်တယ်ဥပမာနောက်တစ်ခုထပ်ပြောပြမယ်เนาะကျွန်တော်တို့ဒီအခုကျွန်တော်ပြောထားရှိပါတယ်ကျွန်တော်အိမ်တစ်လုံးမှာเนาะအိမ်တစ်လုံးမှာဝင်သွားတာနဲ့အိမ်ကမှောင်မဲနေတယ်ဆိုရင်เนาะကျွန်တော်တို့ကပါလို့ရမလဲမီးခလုတ်လေးကိုဖွင့်လိုက်ရုံပဲဆိုတော့အဲ့ဒီမီးခလုတ်လေးရဲ့တစ်ဖက်မှာပါပြီလေတကိုးဆိုတော့ဒီမီးပါဝါတွေအကုန်လုံးဒီအိမ်ကိုလက်စစ်မီးကိုလွှတ်တဲ့เนาะလက်စစ်မီးပါဝါတွေအကုန်လုံးအဲ့ဒီမှာရှိတယ်เนาะအဲ့ဒါကိုဒီမီးခလုတ်လေးတစ်ခုကထိန်းထားတယ်เนาะအဲ့ဒီခလုတ်လေးကိုကျွန်တော်တို့ကပါလဲ on လုပ်လိုက်တဲ့ခါမှာအဲ့ဒီထဲမှာရှိတကိုးတွေအကုန်လုံးကသူ့ရဲ့တကိုးတော့ဖြစ်ကုန်ပြီအဲ့ဒီမီးထဲမှာရှိတဲ့လက်စစ်မီးကအဲ့ဒီခလုတ်ကနေဖြတ်ပြီးတော့ပါလဲကျွန်တော်မီးချောင်းတွေလင်းတယ်မီးအိမ်တွေလင်းတယ်ကျွန်တော်အိမ်မှာရှိတဲ့အလင်းဓာတ်တွေရတာဖြစ်တယ်เนาะဆိုတော့အဲ့ဒီ switch မှာကတကိုးမရှိဘူးအဲ့ဒီ switch က command လုပ်တာဖြစ်တယ် control လုပ်နေတာဖြစ်တယ်เนาะအခွင့်အာဏာသူ့မှာဗာလေ command လုပ်နိုင်တဲ့အခွင့်အာဏာရှိတယ်ဆိုတော့
ကျွန်တော်ပြောတဲ့သဘောပေါက်လာပြီထင်တယ်နော်အခွင့်အာဏာဆိုတာတကိုးမဟုတ်ဘူးနော်ကျွန်တော်တို့မှာတကိုးမရှိဘူးဒါပေမဲ့ကျွန်တော်တို့ကိုဘုရားသခင်ကအခွင့်အာဏာပေးထားတယ်အာမင်ဆိုတော့နှုတ်ကပတ်တော်နဲ့တစ်ချက်သွားရအောင်မဿဲ28မှာသွားခင်မှာမဿဲ28မှာသခင်ရှုဘာပြောတာဆိုငါအမှန်ကန်ဆိုဒီကမြေကြီးပေါ်မှာတင်တို့ချီနှောင်သမျှသည်ကောင်းကင်ဘုံ၌ချီနှောင်လျက်ရှိလိမ့်မည်မြေကြီးပေါ်မှာဖြေလွတ်သမျှသည်ကောင်းကင်ဘုံ၌ဖြေလွတ်လျက်ရှိလိမ့်မည်တဲ့အာမင်သခင်ယေရှုကပြောတယ်နင်တို့မြေကြီးပေါ်မှာကျွန်တော်တို့ပါဇက်ကနေနော်ချီနှောင်လိုက်တဲ့အရာတွေကောင်းကင်ဘုံကနေချီနှောင်မယ်ဆိုလိုတာကပါလေကျွန်တော်တို့ကိုဘုရားသခင်က unlimited excuse me အခွင့်အာဏာပေးထားတာဖြစ်တယ်အာမင်ကျွန်တော်တို့ကိုဘုရားသခင်ကနော်လူသားတွေနော်ကိုအခွင့်အာဏာပေးထားတာဖြစ်တယ်ဆိုတော့ကောင်းကင်ကနေချီနှောင်မယ်ဆိုတာကပါလေကျွန်တော်တို့ကိုခုနကျွန်တော်တို့ကခလုတ်လိုပဲခုနရဲသားလိုပဲခုနတမရလိုပဲเนาะကျွန်တော်တို့ကိုပါလေဖျားသခင်ကအခွင့်အာဏာပေးထားတာဖြစ်တယ်ကျွန်တော်တို့မှာတကိုးမရှိဒါပေမဲ့ကျွန်တော်တို့မှာအခွင့်အာဏာရှိတယ်เนาะ positive or negative အပေါင်းလက္ခဏာဖြစ်ဖြစ်အနှုတ်လက္ခဏာဖြစ်ဖြစ်ကိုယ်အသက်တာထဲမှာဖြစ်ချင်တဲ့ဟာတွေကိုယ်ပါဇက်ကနေပြောထွက်လာတဲ့အရာတွေเนาะကောင်းကင်ဘုံကချီနှောင်မှာဖြစ်တယ်เนาะကောင်းကင်ဘုံကဖြည့်လွတ်မှာဖြစ်တယ်အာမင်ကိုယ်အသက်တာထဲမှာဘယ်လိုရလာရချင်တယ်အဲ့ဒါကเนาะကျွန်တော်တို့ရဲ့ဒီအခွင့်အာဏာပေါ်မှာရှိတယ်ကျွန်တော်တို့အာဏာရှိတယ်စာတန်တောင်မှကိုယ့်ကိုပလိန်ကြီးလာတိုက်ခိုက်လို့မရဘူးเนาะစာတန်ကကိုယ့်ကိုလာတိုက်ခိုက်ဖို့ဆိုတော့ကျွန်တော် part 1မှာပြောခဲ့ပြီเนาะကျွန်တော်တို့ရဲ့အတွေးခေါ်ကျွန်တော်တို့ရဲ့အကြံစီကျွန်တော်တို့ idea အထက်ကိုဝင်လာပြီးတော့ကျွန်တော်တို့ပါဇက်ကနေเนาะမဟုတ်မဟုတ်တဲ့ငါနေမကောင်းဖြစ်ပြီလားမသိဘူးငါယောဂခံစားရပြီလားမသိဘူးအော်ငါကတော့အဆင်မပြေပါဘူးဆိုတော့ကျွန်တော်တို့ပါဇက်ကနေပြောထွက်လာတဲ့အရာကိုသူကစောင့်နေတာဖြစ်တယ်စာတန်မှာကတကိုးမရှိဘူးနော်စာတန်ကလှည့်စားတတ်တဲ့သူပဲဆိုတော့ကျွန်တော်တို့ပြောလိုက်တဲ့စကားကိုကျွန်တော်တို့ကိုပြန်ပက်ပြီးတော့ဗာလဲကျွန်တော်တို့ကိုအနာရောဂါရအောင်ကျွန်တော်တို့ကိုမကောင်းတဲ့ဟာတွေဖြစ်အောင်သူကကျွန်တော်တို့ရဲ့ဗာလဲစံစာနောက်တစ်ခုထဲမှာရေးထားတယ်မဿဲ18မှာပဲတဲ့မြေကြီးပေါ်မှာတင်းတို့နှစ်ဦးတို့ဒီသဘောတူလက်တောင်းတမရတို့ကိုရတယ်ဆိုတော့ကျွန်တော်တို့နှုတ်ကတဲ့ negative ထွက်စာတန်ကကျွန်တော်တို့နဲ့သူသဘောတူပြီးတော့ဗာလဲကျွန်တော်တို့အသက်တာထဲမှာသူလှုပ်ချင်တယ်လို့လှုပ်ခွင့်ရတာဖြစ်တယ်အာမင်ကျွန်တော်ကဘာဦးချမ်းမာကလေးကကျွန်တော်ကြည့်တဲ့ခါကျရင်အာဒမ်နဲ့အေဝါကိုစာတန်ကလှည့်စားတဲ့ခါမှာနော်ဘုရားသခင်ရဲ့စကားအာဒမ်နဲ့အေဝါရဲ့အုံနောက်ထဲမှာအတွေးထဲမှာအိုးငါတို့ကဘုရားကဲ့သို့ဖြစ်မှာပဲဆိုတဲ့အတွေးခေါ်ဝင်သွားအောင်သူကဗာလဲအတွေးခေါ်နဲ့စတိုက်ခိုက်တာဖြစ်တယ်အရင်တစ်ပတ်ကျွန်တော်ပြောခဲ့တယ်နော်ကျွန်တော်တို့ဒီယုံကြည်သူကိုနေရာကိုတည်ဖို့နော်ကိုရာထူးကိုတည်ဖို့ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုကပြည့်စုံပြီးသားကိုကဖျားသခင်ပုံတန်တော်နဲ့ဖန်ဆင်းထားခံရပြီးသားလူဖြစ်တယ်ဒါပေမဲ့စာတန်ကကိုကိုလှည့်စားတာနော်မဟုတ်တလို့နဲ့ကိုကိုပြောတာနော်အဲ့ဒါကိုပြောပြချင်တာဆိုတော့ကျွန်တော်ယုံကြည်သူကျွန်တော်ဗဇက်ကနေကျွန်တော် authority ဖျားသခင်ဘာလဲခုနကျွန်တော်ချမ်းပိုက်ထဲမှာဖတ်တယ်ဟာမြေကြီးပေါ်မှာတင်တို့ချီနှောင်သမျှဒီကောင်းကင်ဘုံ၌ချီနှောင်လက်ရှိလိမ့်မယ်မြေကြီးပေါ်မှာဖြေလွတ်သမျှဒီကောင်းကင်ဘုံ၌ဖြေလွတ်လက်ရှိလိမ့်မယ်ဆိုလိုတာကဒီနေရာမှာကျွန်တော်အင်္ဂလိပ်ဒီဆရာကြီးတွေတို့ဘာသာပြန်ထားတဲ့ဆရာကဒါဖြေလွတ်တယ်ဆိုတော့အဲ့ဒါက authority လို့ပြောတာဖြစ်တယ်အခွင့်အာဏာလို့ပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကခွင့်ပြုသမျှကဖះကလည်းခွင့်ပြုပဲเนาะကျွန်တော်တို့ဒီမှာဖြေလွတ်သမျှအားလုံးကဖះကလည်းဖြေလွတ်မယ်ဖះတခင်ကကျွန်တော်တို့ကိုအခွင့်အာဏာပေးထားတာဖြစ်တယ်ဒီအခွင့်အာဏာသဘောတဘာဝကိုကျွန်တော်လုံးဝနားလေသဘောပေါက်တယ်ဆိုရင်เนาะကျွန်တော်တို့ယုံကြည်သူတွေနေနဲ့ဘာကြောင့်ဖះသခင်ကိုဆုတောင်းရမလဲဘာကြောင့်ဆုတောင်းဖို့လိုအပ်တာလဲเนาะဘာကြောင့်နိုင်ငံရေးတွေမှာ voting လုပ်တဲ့နေရာမှာဘာကြောင့်ကျွန်တော်တို့ပါဝင်ဖို့လိုအပ်တာလဲကျွန်တော်တို့အရေးကြီးတယ်အာမင်ကျွန်တော်တို့နိုင်ငံတနိုင်ငံမှာကောင်းစားတာမကောင်းစားတာတခါလေကျန်မင်းဆိုမင်းမကောင်းတဲ့မင်းနေเนาะဟိုအုပ်ချုပ်တဲ့နိုင်ငံကိုအုပ်ချုပ်တဲ့လူတွေမကောင်းဘူးဒါဆိုအဲ့ဒီမကောင်းတဲ့လူတွေကိုဘယ်သူကယာထူးတင်တာလဲเนาะဘယ်သူတွေကသူတို့ကိုအဲ့ဒီနေရာယာထူးတွေကိုပေးတာလဲကျွန်တော်တို့ပြည်သူလူထုတွေကပဲပေးနေတာဖြစ်တယ်အာမင်ကျွန်တော်တို့တွေကထိုးအရာကိုပါလဲပြောင်းလဲနိုင်တယ်ဘယ်လိုပြောင်းလဲနိုင်လဲကျွန်တော်တို့ရ vote လုပ်ခြင်းကျွန်တော်တို့ဗာမဲပေးခြင်းအဖြစ်တော့လည်းကောင်းเนาะကျွန်တော်လုပ်နိုင်တဲ့အခန်းကဏ္ဍတွေအများကြီးရှိပါတယ်เนาะဆုတောင်းခိုင်းတဲ့ဘုရားသခင်ကျွန်တော်တို့ဆုတောင်းတဲ့ခါမှာเนาะနိုင်ငံခေါင်းဆောင်တွေအတွက်ဆုတောင်းခိုင်းတယ်ကျွန်တော်တို့မှာဒီဗာလဲဆိုတော့နိုင်ငံတနိုင်ငံမဟုတ်လဲနေရာခေါင်းဗာလဲဘယ်ခန်းကဏ္ဍမဆိုเนาะခေါင်းဆောင်ရဲ့ကောင်းခြင်းမကောင်းခြင်းကအခန်းကဏ္ဍအားလုံးကိုအဆုံးဖြတ်ပေးတာဖြစ်တယ်နော်ဆိုတော့နိုင်ငံတနိုင်ငံခေါင်းဆောင်မကောင်းတော့ဘူးဆိုရင်အဲ့ဒီနိုင်ငံကဘာဖြစ်လဲပျက်စီးခြင်းတို့ရောက်လာတာဖြစ်တယ်အဲ့ဒီခါမှာကျွန်တော်တို့ကပြောကြတယ်ဟာဖះကဘယ်မှာလဲဖះကဘယ်မှာလဲဖះကအဲ့ဒီနိုင်ငံခေါင်းဆောင်ကိုဒီနိုင်ငံကိုအုပ်ချုပ်ဖို့ authority ပေးထားတယ်နော်ကျွန်တော်တို့လူသားတွေ
နိုင်ပြည်သူပြည်သားတွေကကျွန်တော်တို့ကဘယ်သူ့ကိုတင်မြောက်လဲနော်ဖယားကကျွန်တော်တို့ကိုအခွင့်အာဏာပေးထားတယ်ကျွန်တော်တို့ကိုခေါင်းဆောင်မဲ့လူကိုကျွန်တော်တို့ကဘယ်သူ့ကိုအခွင့်ပေးထားတယ်ကျွန်တော်တို့ပေးတဲ့အတိုင်းအဲ့ဒီလူကစီရင်တဲ့ခါမှာကျွန်တော်တို့ကသူစီရင်တာမကောင်းတဲ့ခါကျမဟုတ်တဲ့ဟာတွေလုပ်တဲ့ခါကျရင်နော်ဘာဖြစ်လဲပြည်သူလူထုတွေပဲနစ်နာတာဖြစ်တယ်ကျွန်တော်ပြောချင်တဲ့ပုံဒီနေရာမှာလည်းတော့ရှုပ်သွားတယ်ပြောချင်တဲ့ပုံကျွန်တော်တို့မှာအခွင့်အာဏာရှိတယ်အာမင်โอเคအဝေးကြီးနိုင်ငံရေးမပြောတော့ကျွန်တော်ကိုဘွားနဲ့ကိုပြောပြကြရအောင်နော်ကျွန်တော်ဘွားမှာနော်ကျွန်တော်ပါဇက်ကနေကျွန်တော်ရဲ့အခွင့်အာဏာဖြစ်တယ်ဒီအချိန်မှာကျွန်တော်ပောက်ကြလို့ရတယ်နော်အရက်သေးစာတောက်ပြီးတော့ကျွန်တော်ရဲ့ဒီခန္ဓာကိုကျွန်တော်ဖျက်ဆီးခြင်းတလို့ဖျက်ဆီးလို့ရတယ်နော်ဖျားတခင်ကကျွန်တော်ကိုတားနေမှာမဟုတ်ဘူးအာမင်ဘာဖြစ်လို့လဲဒီခန္ဓာကိုကဘာလဲကျွန်တော်ရဲ့ခန္ဓာကိုဖြစ်တယ်နော်ဟုတ်တယ်ကျွန်တော်တို့ကဖျားတခင်ကခန္ဓာကိုဖြစ်တယ်ကျွန်တော်အဲ့လိုမျိုးတတ်မှတ်တယ်ဖျားတခင်ကျွန်တော်တို့ကိုပေးထားတဲ့ခန္ဓာကိုဖြစ်တယ်နားလေဒါပေမဲ့ကျွန်တော်ဖျားတခင်ကျွန်တော်လက်ကိုကင်ချုပ်ထားတာမဟုတ်ကျွန်တော်ကိုဒီအရာကိုအုပ်စိုးဖို့ကျွန်တော်အခွင့်အာဏာပေးထားတယ်နော်ကျွန်တော်ဒီလက်တွေကိုကျွန်တော်ဖြတ်ပစ်ခြင်းလဲကျွန်တော်ဖြတ်ပစ်လိုက်လို့ရတယ်ကျွန်တော်ရဲ့အုပ်စိုးမှုအောက်မှာရှိတယ်ကျွန်တော်ရဲ့အခွင့်အာဏာအောက်မှာရှိတယ်အဲ့ဒါကိုပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်မှာလုတ်ပိုင်ခွင့်ရှိတယ်ထိုကဲ့သို့ပဲအဲ့ဒါကိုအကျယ်ချဲလိုက်နိုင်ငံရေးကိစ္စတွေနော်နိုင်ငံကိစ္စတွေထိုကဲ့သို့ပဲနိုင်ငံခေါင်းဆောင်တယောက်ဖြစ်လာသူလှုပ်ချင်တယ်လို့လှုပ်လို့ရတယ်ဘာကြောင့်လဲသူ့မှာအခွင့်အာဏာရှိလို့ဖြစ်တယ်အာမင်ဆိုတော့တခါလေကျဘုရားသခင်ကဝင်လှုပ်လို့မရဘူးဘာကြောင့်လဲအခွင့်အာဏာကြောင့်ဖြစ်တယ်အာမင်အဲ့ဒီအခွင့်အာဏာကိုကျွန်တော်သဘောပေါက်ဖို့လိုတယ်တကယ်လို့အဲ့ဒီအခွင့်အာဏာကိုကျွန်တော်လုံးဝသေချာသဘောမပေါက်ဘူးဆိုရင်နော်တကယ်လို့ဘုရားသခင်ကကျွန်တော်လူတယောက်ရဲ့အဲ့ဒီလွတ်လပ်မှုအခွင့်အာဏာကိုဝင်ဆွတ်ဖက်ချင်တိုင်းဆွတ်ဖက်လို့ရမယ်ဆိုရင်အာဒမ်နဲ့အေဝါနော်အတီးမစားခင်ဘာဖြစ်လဲဘုရားသခင်လက်ကိုရိုက်ပစ်လို့ရတယ်လေဒါပေမဲ့ဘုရားရိုက်လားမရိုက်ဘူးစားလိုက်တယ်သူတို့ရဲ့ရွေးချယ်မှုတိုင်းတွားတယ်ပျက်စီးသွားတယ်ဒါပေမဲ့ဘုရားသခင်ကဘာလဲအဲ့ဒီຢာထဲကနေတရားမျှတစွာနဲ့ဘာလဲထွတ်မြောက်ရာလမ်းကိုပြန်ရှာပေးတဲ့ဘုရားသခင်ဖြစ်တယ်အာမင်ကျွန်တော်ပြောပြမယ်အဲ့ဒါကြောင့်ကျွန်တော်ယုံကြည်သူတွေမှာကျွန်တော်ထင်ထားတာတဲ့ကျွန်တော်မှာ powerful အခွင့်အာဏာအပြည့်ရှိတာဖြစ်တယ်အဲ့ဒါတွေကိုကျွန်တော်ထုတ်သုံးဖို့လိုအပ်တယ်အာမင်ကျွန်တော်ဒီခုနနိုင်ငံရေးကိစ္စတွေကျွန်တော်ပြောခဲ့တယ်နော်နိုင်ငံရေးကိစ္စတွေမှာလည်းကျွန်တော်ထင်ထားတာတဲ့ကျွန်တော်လုပ်နိုင်တာတွေအများကြီးရှိတယ်ကျွန်တော်ဒီနေရာမှာတော့အသေးစိတ်မပြောတော့ဘူးဒါပေမဲ့ခုနကျွန်တော်ပြောသလိုကိုယ်ခန္ဓာကိုအုပ်ချုပ်တဲ့နေရာမှာကိုယ်ကအခွင့်အာဏာရှိတယ်ဆိုတော့အဲ့ဒီဟာကိုပုံမှာအခြေခံပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်မိတ်ဆွေမှာဒီနိုင်ငံတနိုင်ငံဒါကအသေးစားကိစ္စလေးကိုအကျယ်ချဲ့ပြီးစဉ်းစားကြည့်လိုက်ဒီပုံစံပဲဖြစ်တယ်အခွင့်အာဏာဆိုတာကအဲ့လိုအလုပ်လုပ်တယ်အာမင်နောက်ကျမ်းပိုက်တစ်ခုသွားရောက်ဒီကျမ်းပိုက်မှာအရာကြာသွားမယ်နော်မာသဲ28မှာတခင်ယေရှုကပြောတယ်ယေရှုသည်အနီးပါး၌ချင်းကပ်တော်မူလေကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကိုးရှိသမျှတို့ကိုငါခံရပြီတဲ့ဆိုတော့ဘုရားသခင်ကပါလဲကောင်းကင်ဘုံ၌၎င်းမြေကြီးပေါ်၌၎င်းစီရင်ပိုင်သောအခွင့်တကိုးကိုငါခံရပြီတဲ့တခင်ယေရှုကသူခံရပြီတဲ့ဆိုလိုတာကတခင်ယေရှုကကောင်းကင်နဲ့မြေကြီးအကုန်လုံးကိုသူအုပ်စိုးပြီအဲ့ဒီမှာ verse 19မှာတင်းတို့ဒီလူမျိုးတကာတို့သူတွား၍ငါတပည့်ဖြစ်စေလက်ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမ၌ဗပ်တိဇာကိုပေးကြလော့ငါသည်တင်တို့အပေးသမျှသည်ပြည့်ညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းကဆုံးမဩဝါဒပေးကြလော့ငါသည်လည်းကကပါကုံတိတောင်တင်တို့နဲ့အတူဆိုလိုတာကပါလေအဲ့ဒီစီရင်ပိုင်တော့အခွင့်ဒီနေရာမှာတကိုးလို့ရေးထားတကယ်တော့အခွင့်အာဏာเนาะတကိုးဖះတကယ်ယေရှုကအခွင့်တကိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကိုပါလေအာဏာပေးထားတယ်ဆိုလိုတာကအဲ့ဒီအခွင့်တကိုးယေရှုကကျွန်တော်တို့ရဲ့တူပါလေကကပါကုံတိတောင်တင်တို့နဲ့အတူဆိုလိုတာကပါလေဆိုတော့အဲ့ဒီအခွင့်အာဏာတကိုးမြေကြီးပေါ်မှာကောင်းကင်အောက်မြေကြီးပေါ်နဲ့ကောင်းကင်မှာရှိတဲ့အခွင့်တကိုးတွေကိုအစိုးရထားတဲ့ယေရှုဖះကကျွန်တော်တို့နဲ့အတူရှိပြီးတော့ကျွန်တော်တို့ကိုအဲ့ဒီအရာတွေလုပ်ဖို့ပြောနေတာဖြစ်တယ်နော်မြေကြီးစုတဲ့လူမျိုးတကာကတပည့်ဖြစ်စီလဲကျွန်တော်တို့ကိုလှုပ်ခိုင်းတာဖြစ်တယ်အဲ့ဒီ authority တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကိုပေးတဲ့အခွင့်အာဏာတွေအခွင့်တကိုးတွေအခွင့်အာဏာတွေတကိုးတော့ပြောအခွင့်တွေကိုသုံးပြီးတော့ကျွန်တော်တို့ကိုအလုပ်လုပ်ခိုင်းတာဖြစ်တယ်အာမင် verse 6နောက်တစ်ပိုက်ဖတ်ရပို့ပြီးရှင်းလင်းတော့မာကု16မှာယုံကြည်တော်သူ၌ဖြစ်လက်တတ်သောနမိတ်လက္ခဏာဟုမူကားငါ၏နာမကိုအမည်ပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်ကြလက်တတ်ထူးခြားသောဘာသာစကားမျိုးကိုပြောကြလက်တတ်မွေတို့ကိုဖမ်းကင်ကြလက်တတ်တေးစေတတ်သောအစိတ်တောက်တို့ကိုတောက်စားလေဘေးဥပတ်နဲ့ကင်းကျွလွတ်ကြလက်တတ်မကြမ်းမမာသောသူပေါ်မှာလက်ကိုတင်၍ချမ်းသာပေးကြလက်တတ်ကျွန်တော်ဒီနေရာမှာတော့ဒီအကြောင်းအရာလေးကိုအသေးစိတ်ကျွန်တော်မပြောပြတော့တာအခွင့်တကူအာနာကျွန်တော်ဒီနေ့ပြောတာက authority ဖြစ်တဲ့အတွက်ကြောင့်
နော်ကျွန်တော်ပြောချင်တဲ့ဒီဂျပ်ပိုက်တွေတခင်ရှုပြောချင်တာကပါလဲအနာယောဂရှိတဲ့သူတွေကိုဂျမ်းမာစေနိုင်တယ်အစိတ်အတောက်တွေကိုတောင်မှကျွန်တော်ကနှိမ်နှင်းနိုင်တယ်ဒါမဲ့မွေတွေကိုတောင်မှဖမ်းကင်နိုင်တယ်ဆိုလိုတာကလက်ဟိုရှိတဲ့မွေကြီးကိုဖမ်းကင်ခိုင်းနေတာမဟုတ်ဘူးနော်မတော်တဆဥမာပေါ်လို့ဆိုရင်နော်ထင်းမီရှူရင်းနဲ့မီးမွေကြိုက်တဲ့ဟာနော်သူအစိတ်တစ်ပြီးတိမ်မယ်လို့လူတွေကထင်တတ်ကြဒါပေမဲ့ပေါ်လို့မသိဘူးထိုကဲ့သို့ပဲကျွန်တော်တို့မှာအခွင့်အာဏာတရိษံတွေအခွင့်အာဏာရှိတယ်နော်ကျွန်တော်တို့ဒီလူကလေခွေးတွေတရိษံတွေကလေနော်လူကဟောက်လိုက်လို့ရှိရင်သူတို့ကစကားနားထောင်တယ်ကြောက်တယ်လူကိုနော်ဥပမာဆရာကြီးနှစ်ယောက်သူတို့ line လျှောက်ထွက်တယ် line လျှောက်ထွက်တဲ့ခါမှာခွေးကလိုက်တဲ့ခါမှာအဲ့ဒီဆရာကြီးကဘာပြောလဲဆိုတော့ငါကိုမကိုက်နဲ့သူ့ကိုကိုက်လို့ခွေးကို तू ကအဲ့လိုပြောလိုက်တာသူတို့နှစ်ယောက်ပြေးနေတဲ့အချိန်မှာနော်ငါကိုမကိုက်နဲ့သူ့ကိုကိုက်လို့ပြောတဲ့ခါမှာအဲ့ဒီခွေးကအဲ့ဒီလူကိုမကိုက်အဲ့ဒီဆရာကိုမကိုက်ပဲနဲ့နောက်တစ်ယောက်ကိုသွားကိုက်တယ်ပြီးတော့ခွေးကလေပြေးလို့ရှိရင်ကိုးနောက်ကိုလိုက်တယ်ဒါပေမဲ့ကိုကမတ်တရက်ပြီးသူ့ကိုအမိတ်ပေးလို့ရှိရင်အဲ့ဒီခွေးကငြင်းတယ်ပြောချင်တာကပါဆိုကျွန်တော်တို့ကမွေတွေကင်းမီကောက်တွေနော်ကျွန်တော်ဒီမှာပါတဲ့ဒီလောကမှာရှိတဲ့အရာတွေအကုန်လုံးကျွန်တော်တို့ပါဇက်ကနေပြောနိုင်တယ်တကိုးအာနာရှိတယ်အာမင်အဲ့ဒါကြောင့်ကျွန်တော်တို့ပါဇက်ကနေပေါက်ကြရတယ်ကျွန်တော်ရှောက်ပြောလို့ရှိရင်နော်ကျွန်တော်တို့ဒီမာကု17:23မှာပြောခဲ့တယ်တေတို့ဒီတဲ့ထိုအချင်းသူဒီယုံမသောစိတ်နဲ့ကြိထိုးတောင်ကိုနေရာမှာရွှေလို့ပင်လယ်၌ကြလို့ဆိုလေထိုးသူစုဒီတိုင်းဖြစ်နေပြီဆိုလိုတာကအဲ့ဒီဂျတ်စာတခင်ရှုကဘာပြောနေတော့ပြောတဲ့စကားကိုနော်ကိုပြောတဲ့စကားကိုယုံဖို့လိုတယ်အဲ့ဒါကြောင့်မလို့ကိုကပေါက်ပြက်စကားတွေလိန်ညာတဲ့စကားတွေမဟုတ်မှစကားတွေခဏပြောလို့ရှိရင်ကျွန်တော်တို့ကိုပြောတဲ့စကားကိုမယုံလို့ရှိရင်ကိုပြောတဲ့စကားကတကူမဲ့လာတယ်သဘောပေါက်လားမသိဘူးအာမင်ဆိုတော့ကိုပြောတဲ့စကားကိုတကူရှိစေခြင်းစကားကိုအမြဲတမ်းเนาะဘယ်လိုပြောလဲဆင်ခြင်ရအာမင်အ positive စကားကိုနှလုံးသားကကိုပြောတဲ့စကားကိုယုံကြည်နေဆိုရင်သူများကိုလိန်ပြောချင်တာကမထီမဲ့မြင်မပြုတ်တင်ဘူးเนาะကိုစကားကိုဆင်ခြင်တင်အာမင်အခုဒီခေတ်မှာအမေရိကမှာကြည့်လိုက်เนาะကျွန်တော်တို့တချင်းတွေကစလူငယ်တွေကစเนาะဟာတာအလုပ်တဲ့လူတွေကစပါလဲဟိုညဉ့်ညမ်းတဲ့စကားလုံးမပါရင်ကိုသူတို့ကပါလဲမမိုက်ဘူးလို့ခံစားရတယ်เนาะဒါပေမဲ့တကယ်တော့ကျွန်တော်စာတာကအဲ့ဒါနုနုဒီလေးလှည့်စားနေတာဖြစ်တယ်ကျွန်တော်တို့ပါစမှာတကူပါတယ်ကျွန်တော်တို့ပြောလိုက်တဲ့အရာကျွန်တော်ပြောလိုက်တဲ့အရာကျွန်တော်တို့ကဗာလဲအခွင့်အာဏာတကူနဲ့ပြည့်စုံတဲ့သူတွေဖြစ်တယ်အာမင်เนาะကျွန်တော်တို့ဒီကျွန်တော်တို့ပြောတဲ့ပါဇက်ကလူတယောက်ကိုငိုအောင်လုပ်နိုင်တယ်ကျွန်တော်လူတယောက်ကိုရီအောင်လုပ်နိုင်တယ်လူတယောက်ကိုစိတ်မကောင်းတော့တယ်ပြောနိုင်တယ်ကျွန်တော်တို့ကအခွင့်အာဏာတကူနဲ့ပြည့်စုံတော်သူတွေဖြစ်တယ်အာမင်ဘာကြောင့်လဲယေရှုကကျွန်တော်တို့ကိုအခွင့်အာဏာပေးထားတာဖြစ်တယ်အာမင်ဆိုတော့နောက်အဲ့ဒီဟာကိုနည်းနည်း support လုပ်ဖို့မှာတဲ့အခန်းကြီး30မှာပါတဲ့အကြောင်းအရာထပ်ဖတ်ရအောင်ထိုတစ်စိတ်နှစ်ပါးသောတပည့်တော်ကိုယေရှုသည်ဆေးလွတ်တော်မူတင်တို့သည်တပါးအမျိုးသားရှိရသို့မသွားကြနဲ့ရှပါရီမြို့ထဲသို့မဝင်ကြနဲ့ဣတရီလအမျိုးပျောက်လင့်တော်တိုးများရှိရသို့ရင်သွားကြလော့သွားစဉ်တွင်ကောင်းကင်နိုင်ငံတော်တည်လူနေပြီတရင်ကြားပြောကြလော့နာတော်သူတို့ကချမ်းသာပေးကြလော့ဒီနေရာမှာဆုတောင်းပေးပါလို့မပြောတော့ချမ်းသာပေးကြလော့တေတော်သူကထားမြောက်စေကြလော့နူတော်သူကိုတန့်ရှင်းစေကြလော့နတ်ဆိုးတို့ကိုလည်းနှင်ထုတ်ကြလော့တေတို့ဒီအဖိုးမပေးပဲဂျေဇုတော်ကိုခံရသည်ဖြစ်အဖိုးမပေးပဲပေးကမ်းကြလော့โอเคဆိုတော့ဒီနေရာမှာတခင်ရှုကပါလဲအခွင့်အာဏာပေးလိုက်တာနတ်ဆိုးတွေကိုနှင်ထုတ်နော်အနာယောဂါတွေကိုဂျမ်းမာစေတခင်ရှုကအမိတ်ပေးခိုင်းတာပြောခိုင်းတာဆိုခိုင်းတာအာမင်အခွင့်အာဏာဆိုတာအဲ့ဒါကိုပြောတာဖြစ်တယ်တခင်ရှုကပါလဲနင်ပြောရင် तू back up လုပ်မယ်ပထမဆုံးကျွန်တော်ဖတ်တဲ့ဂျမ်းပိုက်ကျွန်တော်တို့မြေကြီးပေါ်မှာချီနှောင်ရင်ကောင်းကင်ကလည်းချီနှောင်မယ်ဆိုလိုတာကကျွန်တော်တို့ကို authority အခွင့်အာဏာကျွန်တော်တို့ကိုအဖက်ကနေလုပ်ပေးမှာဖြစ်တယ်အာမင်အဲ့လိုလုပ်ပေးဖို့ဆိုတာကဘာဖြစ်လဲအဲ့လိုလုပ်ဖို့ဆိုတာရဲသားတယောက်က तू လှုပ်ချင်တယ်လို့မရဘူးသူ့ကိုအထက်ကနေဗါလဲတာဝန်အနှင်းချင်းခိုင်းရတယ်เนาะတင်သားနေတက်ပြီးတော့ तू တာဗါလဲဟို तू အဲ့ဒီဟာကိုသူ့ရဲ့ badge သူ့ရဲ့တံပိုးကို तू တီးတဲ့အောင်เนาะ तू ကလေ့လာပြီးမှ तू ကသူ့ရဲ့ authority ကိုတုံးတာဖြစ်တယ်ယုံကြည်သူတွေလည်းเนาะကျမ်းစာတချို့မှာเนาะဟိုကဲတင်ချင်းမရဘဲနဲ့เนาะအထဲမှာတကယ်ဖះကိုလက်ခံရရှိခြင်းမရှိဘဲနဲ့ယေရှုနာမကိုတုံးပြီးတော့အဲ့လိုမျိုးအခွင့်အာဏာကိုတုံးတဲ့လူရှိတယ်စာတန်ကဘာလို့လဲကိုလုံးတီချွတ်ပြီးတော့ပဲထွက်ပြေးခိုင်းတယ်ဘာကြောင့်လဲသူတို့အထဲမှာသူတို့ဘယ်သူလဲဆိုတော့တကယ်မသိဘဲနဲ့ရှောက်ပြီးတော့မြည်ဆန်းတာကျွန်တော်ဒီနေရာမှာပြောချင်တယ်เนาะမိတ်ဆွေအဒီအခွင့်အာဏာတကူကယုံကြည်တော်သူမှာရှိတဲ့အခွင့်အာဏာတကူဖြစ်တယ်အာမင်တေကယုံကြည်တော်သူယေရှုခရစ်တော်ကိုမိမိအသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်လက်ခံယုံကြည်တော်သူဆိုဒီအခွင့်တကူမိတ်ဆွေ၃ခွင့်ရှိတယ်ဒါပေမဲ့တကယ်လို့မိတ်ဆွေအထဲမှာ
ခုနတခင်ယေရှုပြောတဲ့ကကဘာကိုလေးတဲ့တင်းတို့နဲ့အတူရှိမယ်အဲ့ဒီယေရှုကကကဘာကိုလေးကျွန်တော်တက်တာထဲမှာလက်ခံထားခြင်းမရှိရင်တော့သုံးလို့မရဘူးအာမင်သုံးလို့ရတဲ့တင်ညာရှိတယ်အဲ့ဒါကောက်ပါဆိုယေရှုနာမနဲ့ကိုတော့ကျွန်တော်နှလုံးသားထဲမှာကျိန်းခွန်းတာပါဆိုတဲ့စကားကတော့ခေါ်ရင်တော့ထူးတဲ့ဘုရားသခင်ဖြစ်တယ်အာမင်ကျန်တဲ့နေရာမှာတော့မိတ်ဆွေကယေရှုနာမနဲ့ယေရှုနာမနဲ့ဆိုပြီးတော့အခွင့်အာဏာသုံးလို့မရဘူးအာမင်ယေရှုကသူ့နာမနော်အဲ့ဒီနာမကကျွန်တော်တို့ရဲ့တကူဖြစ်တယ်နော်ကျွန်တော်ယေရှုနာမ၌လို့ပြောလိုက်တဲ့အခါမှာအဲ့ဒီကောင်းကင်ကနေဖြေလို့ဆရာရှိတာဖြေလို့တယ်နော်ချီနှောင်ဆရာရှိတာချီနှောင်တာဖြစ်တယ်အာမင်နောက်ဆုံးဒီဇက်လန်လေးတစ်ခုနဲ့ကျွန်တော်အဆုံးတိုက်ရအောင်မာသဲအခန်းကြီးရှိမှာပါတဲ့အကြောင်းအရာเนาะကျွန်တော်ပြောတဲ့အကြောင်းအရာဒီအကုန်လုံးကိုဒီဇက်လန်မှာအကုန်လုံး wrap up ဖြစ်တယ်เนาะဆိုတော့ထို့နောက်မှာကပရီနောင်ပြုတို့ကြွဝင်တော်မူလေတပ်မှုတယောက်ဒီအထံတော်သို့တွားလိုက်သခင်ရဲ့ကျွန်တော်ငယ်သားတယောက်ဒီလက်ချေသေးသောအနာနဲ့ပြင်းစွာခံရ၍အိမ်တွင်တုံးလုံးနေပါသည်ဟုတောင်းပန်လေ၏ယေရှုကလည်းငါလာ၍ချမ်းသာမိဟုမိန့်တော်မူလေဆိုတော့ဒီနေရာမှာเนาะအခွင့်တကူအာနာရဲ့အကျိုးတက်ရောက်ပုံဒီနေရာမှာရှင်းရှင်းလင်းလင်းရေးထားတယ်ဥပမာကကျွန်တော်ဒီမင်းအောက်၌ကျုံခံတော်သူဖြစ်တော်လဲစစ်သူရဲအများတို့ကိုအုပ်ဆို၍တိုးကိုတွားချေဟုဆိုလဲတွားပါ၏တိုးကိုလာခဲ့ဟုဆိုလဲလာပါ၏ကျုံကိုလည်းဤမှုကိုလှုပ်တော်ဟုဆိုလဲလှုပ်ပါ၏ဟုထပ်မှုလျှောက်လေထိုစကားဒီဆိုတော့တတ်မှုကစစ်သားရဲ့အခွင့်အာဏာသဘောပေါက်တယ်အဲ့ဒီသဘောအတိုင်းပဲသခင်ယေရှုကိုပြောတယ်အဲ့လိုပြောတဲ့အခါမှာသခင်ယေရှုကမှာပြောလဲ verse 7မှာเนาะ verse 73မှာပါလဲ oh sorry okay 73မှာတတ်မှုအားတွားတော့ခဏလေး verse 7မှာငါစုပြတဲ့ Elias ရဲ့ရှင်းတဲ့ကောက်ကနိုင်ငံအာဗြဟံဤမြတော့ verse 30မှာကြည့်ထိုစကားကိုယေရှုကြားလေအော်ချင်းငါမှန်ကန်ဆိုဒီကဤမြတော့တော့ယုံကြည်ခြင်းကိုဣတရီလာလူမျိုး၌ပြင်ငါမတွေ့ဘူးသေးဆိုတော့တခင်ယေရှုကအဲ့ဒီစစ်တကြဲကိုဗာလဲယုံကြည်ခြင်းအားကြီးတော်သူတယောက်အနေနဲ့မြင်တယ်။ဘာကြောင့်လဲသူကအဲ့ဒီအခွင့်အာဏာသဘောတဘာဝကိုနားလေလို့ဖြစ်တယ်။ကျွန်တော်မိတ်ဆွေကိုပြောပြမယ်။မိတ်ဆွေလည်းအခွင့်အာဏာသဘောတဘာဝကိုနားလေသဘောပေါက်တယ်ဆိုရင်တော့မိတ်ဆွေကယုံကြည်ခြင်းအားကြီးတော်သူတယောက်ဖြစ်လာလိမ့်မယ်။ဘာကြောင့်လဲအဲ့ဒီသဘောတဘာဝ principle ကိုနားလေတယ်ခုနပထမကျွန်တော်ပြောသွားတဲ့ဟာတွေတောက်လျှောက်အောင်ကိုဘုရားသခင်ပေးထားတဲ့ authority စစ်တပ်မှာလို့ပဲเนาะတတ်မှုကပါတယ်သူကဘူချုပ်တော်မဟုတ်ဘူးเนาะသူတတ်မှုကသူ့ငယ်သားတယောက်ကိုတွားဆွသွားတယ်လာဆွလာတယ်ဟိုဟာလှုပ်ဆွလှုပ်တယ်ထိုကဲ့သို့ပဲသခင်ယေရှုကလည်းအမိန့်တခုံးပေးလေငါငယ်သားကြမ်းပါမယ်ဆိုလိုတာကအဲ့ဒီသခင်ယေရှုပါဇက်ကနေပြောထွက်လိုက်တဲ့ authority အခွင့်အာဏာကတတ်မှုကသူ့ငယ်သားတွေကိုခိုင်းရင်တွားတယ်လို့တကိုးရှိတယ်เนาะ authority အာဏာရှိတယ်ဆိုတာသိတယ်အဲ့ဒါကြောင့်တတ်မှုကိုသခင်ယေရှုကယုံကြည်အားကြီးတော်သူလို့ခေါ်တာဖြစ်တယ်ကျွန်တော်တို့ဘဝမှာလဲကျွန်တော်တို့အသက်တာထဲမှာခုနတပည့်တော်တွေလိုပဲအနာရောဂါတွေเนาะဆင်းရဲခြင်းတွေကိုယ်သက်တာထဲမှာအကျင့်ချင်းအမင်္ဂလာမကောင်းတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့ကပါလဲတတ်မှုကသူ့ငယ်သားကိုခိုင်းစားတယ်လို့ပဲကျွန်တော်တို့ကလည်းယေရှုခရစ်တော်နာမ၌အကုန်လုံးကျွန်တော်တို့ကရွှေ့နိုင်တာဖြစ်တယ်အကုန်လုံးမောင်းထုတ်ပိုင်ခွင့်ရှိတယ်လုပ်ပိုင်ခွင့်ရှိကျွန်တော်တို့မှာ authority ရှိတယ်တကယ်လို့ကျွန်တော်တို့ကအဲ့လိုမျိုးအခုရဲ့အခွင့်အာဏာကိုမသုံးဘဲနဲ့ဒီတိုင်းထားတယ်ဆိုရင်ရန်သူတွေကကိုလာတိုက်ခိုက်လို့ရတယ်အဲ့ဒီမှာကျွန်တော်တို့ကဘာလဲဖခင်ကျွန်တော်ကိုကဲပါလို့ပြောတယ်တကယ်တော့ဖခင်က no ငါမကဲဘူးနင့်ကိုငါအခွင့်အာဏာပေးထားတယ်နင်ထုတ်ရမယ်အာမင်ကျွန်တော်တခါလေကျွန်တော်ဆူတောင်းချက်အဖြစ်မရတဲ့ဟာတွေကဖခင်ကကျွန်တော်တို့ကိုလှုပ်ပေးဖို့မဟုတ်တော့ဘူးဖခင်ဖက်ကနေလှုပ်ပေးနိုင်တာเนาะခုနတမှုပြောတဲ့အကြောင်းအရာမျိုးနဲ့ဆိုတော့ကျွန်တော်မော်တော်ပီကယ်တယောက်ကနော်ကားတွေကိုမတားခင်မှာခဏတည်းအထက်ကိုဖုန်းဆက်ပြီးတော့အေးကျွန်တော်ဒီမှာကားတွေတားနေလို့ရလားကျွန်တော်မှအာနာရှိလားအဲ့လိုမေးနေရင်လေအဲ့ဒီလူတွေအကုန်လုံး Hon TV တို့ကိုပါလဲကားဟိုပါလဲသူ့ကိုဘေးတွေချိတ်ပေးလိုက်ပါ no ကိုသူ့ရဲ့ authority နော်ကိုဘာလုပ်လဲဆိုတာကိုသူသိရမယ်အာမင်ကိုရဲ့ authority ကိုရဲ့အခွင့်အာဏာကိုလောက်ရတဲ့အရာကိုကတိဖို့လိုတယ်အာမင်ဖယားတခင်ကကိုပေးထားတဲ့ authority ဆိုတာတိဖို့လိုတယ်အဲ့ဒါကိုပြောချင်တာဖယားကကို authority ပေးထားတယ်ဆိုတော့ဒီကန္တာတွေနဲ့ပတ်သက်ပြီးဖယားကငါ့ကိုလှုပ်ဆောင်နိုင်ဖို့ authority ပေးထားတယ်ဆိုတာကိုပြောထားတာဖြစ်တယ်အဲ့ဒီခုနတပ်မော်တော်ပီကယ်တယောက်ကိုအထက်ကနေလာပြီးတော့မှအေးလှုပ်စေ
ရတော့လို့ရပြီဆိုပြီးလာပြီးပြောနေမှာမဟုတ်သူ့ကိုအာနာပေးပြီးသွားပြီနေကသွားရရမယ်ကျွန်တော်တက်တာထဲမှာဖခင်ကကျွန်တော်အခွင့်အာဏာပေးပြီးသွားပြီတချို့ဆူတောင်းချက်တွေကတောင်းစရာမလိုဘူးနော်ဖခင်တခင်ယေရှုတင်တယ်ကျွန်တော်ကိုဒီအခွင့်အာဏာပေးထားလို့ယေရှုတင်တယ်ယေရှုနာမ၌ယေရှုနာမ၌ဒီဟာလို့ဒီယေရှုနာမ၌ဒီဟာဖြစ်စေကျွန်တော်တို့ဘက်ကနေပြောနိုင်ခွင့် authority အခွင့်အာဏာရှိပါတယ်အာမင်ယုံကြည်တော်သူတိုင်းမှာအဲ့ဒီအခွင့်အာဏာရှိတယ်ကိုတိရမှာကကိုဘယ်ခန်းကန်တာတွေမှာကျွန်တော်တို့ကိုအခွင့်အာဏာတွေပေးထားလဲဆိုတာသိဖို့လိုအပ်တယ်အာမင်ကျွန်တော်ပြောပြမယ်ကျွန်တော်အခွင့်အာဏာပေးထားတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အခွင့်အာဏာကပါလဲလူတယောက်ပေါ်မှာမရှိဘူးအာမင်ကျွန်တော်လူတယောက်ကိုဟေးလာခဲ့ဟိုကသွားလို့လိုက်ကျွန်တော်ကအဲ့လိုမျိုးလုပ်ခွင့်မရှိဘူးအဲ့ဒါကတော့လောကမှာတော့เนาะတထေးတယောက်ကကိုယ့်ရဲ့အလုပ်သမားတွေကိုခိုင်းတာဒါမှမဟုတ်လဲစစ်တပ်တွေပါရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့အဲ့ဒါကဖျားပေးတဲ့ authority မဟုတ်ဒါကလူကပေးတဲ့ authority ဖြစ်တယ်ကျွန်တော်တို့မှာရှိတဲ့ authority ကဝိညာဉ်နယ်ပယ်ထဲမှာရှိတဲ့အရာအနာယောဂါတွေเนาะတခြားတစ်ခါလေကျတော့လဲရိုးရိုးအနာယောဂါဖြစ်တယ်တစ်ခါလေကျတော့လဲဝိညာဉ်တိုက်ခိုက်မှုတွေဖြစ်တယ် authority ကိုကဘယ်ချိန်မှာဘယ် authority ကိုတုံးပြရမလဲဆိုကျွန်တော်နားလဲဖို့လိုအပ်တယ်အာမင်နောက်ဗီဒီယိုဒီမှာကျွန်တော်ထပ်ပြီးတော့အသေးစိတ်ပြန်ရှင်းပြပါမယ်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဆိုတော့ဒါပေမဲ့လောလောဆယ်ဒီကနေ့တော့ဗာလဲအခွင့်အာဏာဆိုတာဗာလဲဖျားသခင်ကကိုယ့်ကိုအခွင့်အာဏာပေးထားတာဖြစ်တယ်ကိုကစစ်သားတယောက်လိုပဲကိုရဲ့အခွင့်အာဏာကိုသုံးပိုင်ခွင့်ရှိတယ်အာမင်အဲ့ဒီအကြောင်းအရာကို sharing လုပ်ပေးလိုက်ပါတယ်နော်ခွန်အားရမယ်လို့ယုံကြည်ပါတယ်အသိပညာတိုးလာတယ်လို့ယုံကြည်ပါတယ်ကျမ်းစာထဲမှာဗာပြောထားတယ်ဆိုတော့ငါလူတို့ဒီပညာနဲ့တော့ကြောင့်ပျက်စီးခြင်းတို့ရောက်တယ်နော်ဖျားเจ้าပုံမှန်တက်လို့ပျက်စီးခြင်းတို့ရောက်တယ်မရေးထားဘူးเนาะပညာနဲ့လို့မသိရင်မတာဖြစ်တယ်အခု mix ဆိုရသိပြီကို့မှာ authority ရှိတယ်ကိုယ့်ရဲ့ authority တုံးခွင့်ရှိတယ်ဆိုတာလည်းသိပြီအာမင်လက်တွေ့အသုံးချဖို့ဘုရားသခင်ကောင်းချီးပေးပါစေအာမင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်